မင်္ဂလာပါခင်ဗျာတန်ရုံးစင်ချာမှာကြိုဆိုပါရစေဒီနေ့ကတော့အစစ်လွတ်စည်းချက်တူရေးမျိုးစိုက်ပျိုးပုံနည်းစနစ်ကိုကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ဘယ်လိုစစိုက်ရမလဲဆိုတာအသေးစိတ်ပြောပြအသေးစိတ်ကြည့်လိုက်ကြအောင်ဗျာခုကျွန်တော်တို့အစစ်လွတ်စည်းချက်တူရေးမျိုးကိုစိုက်မယ်ဆိုရင်တော့ဂိုင်းကူပြိုပင်ကိုဝယ်ရပါတယ်ဒီကောင်ဆိုရင်တော့ဂိုင်းကူပြီးသားပင်လေးပါဂိုင်းကူပင်ကိုခုချိန်မှာကာလာပေါက်သေးကမျိုးစုံရှိတယ်ဗျာ9000 1000 1000ခွဲ2000မျိုးစုံစိုက်စုံမျိုးစုံရှိရဗျာဒီလိုပင်ဒီလိုနေထားမျိုးဆိုရင်တော့2000ကျော်ထက်မှရှိရခုလိုပင်မျိုးကိုကျွန်တော်ဝယ်ဆိုင်လိုက်တယ်ဗျာဒီလိုပင်မျိုးကိုဝယ်ဆိုင်ပြီးတော့ဒီမဟုတ်ကြမှာပေါ့မဟုတ်ကြမှာကျွန်တော်တို့ဒီအကွက်ပထမဆုံးကွက်ကိုကျွန်တော်တို့စိုက်မဲ့ကွက်ကိုထရေးလုံးမယ်ဆိုရင်ထရေးကဘောစီတို့စိတ်ကြိုက်ပေါ့ဗျာ9လက်မောင်းမယ်9လက်တစ်စက်လောက်မောင်းမယ်နောက်တစ်ခါတမိုးကြမယ်နောက်တစ်စက်9လက်တစ်စက်လောက်မောင်းမယ်9လက်20လောက်မောင်းမယ်20လောက်မောင်းပြီးတော့ဘောစီတို့ကဒီအစီလို့စိုက်မယ်ဆိုတော့20ပတ်လဲစမ်းကွက်ကို20ပတ်လဲတော့ဒီပနက်ရိုက်ထားတဲ့ပနက်ရိုက်ပြီးတော့ဒီပြိုးပင်လေးတွေကိုဝယ်မယ်မဟုတ်ကြပြီဆိုရင်ဒီကောင်လေးတွေကိုစိုက်မယ်ဗျဒီကောင်ကိုစိုက်ပြီးတော့ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုတော့တမိုးရွာတစ်ခါပေါက်တူးပေါက်ပေးရမယ်ဗျတမိုးရွာတစ်ခါပေါက်တူးပေါက်ပေးရမယ်တဘာဝမြေဩဇာလေးတွေကိုတဘာဝမြေဩဇာလေးတွေကျွေးပေးရမယ်ဗျနွားချီစိတ်ချီလိမ့်ဆန်ညစ်ကြီးတွေကိုကျွေးပေးရမယ်နောက်တနည်းအားဖြင့်ဘာတွေကျွေးလို့ရသေးလဲဆိုတော့တိရွက်မြေဆွေးတွေကိုလည်းကျွေးလို့ရတယ်ဓာတုမြေဩဇာတွေမှာကျွေးကျင်တော့ပလဲဆိုတာကတော့အပင်ဖြစ်အဖြူအောင်လေးတွေပေါ့ဗျအဲ့ကောင်လေးတွေကိုကျွန်တော်တို့ကျွေးပေးလို့ရတယ်ဗျပလဲကျွေးပေးရင်တော့အပင်လေးကစိမ့်ဆိုပြီးတော့အပင်အောင်မြင်ဖြစ်တော့နေဗျဒီလိုလေးတွေတမိုးရတစ်ခါလုပ်ပြရမယ်တမိုးရတစ်ခါလုပ်ပြီးသွားရင်ကျွန်တော်တို့စစိုက်တာဆိုရင်9လပိုင်း10လပိုင်းမိုးကြမှာကျွန်တော်တို့စပြီးစိုက်ကြတယ်ပေါ့ဗျာဒီသူကဘယ်ချိန်မှရေလိုတော့ဆိုတော့ကျွန်တော်တို့သတင်းကျွတ်ပြီးသွားရင်ဆိုမိုးကျွတ်သွားပြီဗျာမိုးကျွတ်သွားပြီဆိုရင်သူကအပင်ကရေလိုရလာပြီဆိုရင်ကျွန်တော်တို့ကဒီအပင်ကြီးကိုကျွန်တော်တို့အပြည့်တင်တဲ့နီးစနစ်တွေနဲ့လည်းတင်လို့ရတယ်ဘောင်ပြည့်ပေါ့ဘောင်ပြည့်တင်တဲ့နီးစနစ်လည်းတင်လို့ရတယ်ဒါမှမဟုတ်ဘောင်ပြည့်ဘောစီတို့ကမတင်ရင်ဘူးဘောင်ပြည့်တော့ငါညီကိုတို့ကမတင်ရင်ဘူးဆိုတော့စက်ကြနီးစနစ်နဲ့တင်လို့ရတယ်အပင်ကြီးကိုစမ်းနေလောက်ပြီးတော့လည်းတင်လို့ရတယ်ဒါကတော့ရေတင်ပေးရမှာဗျရေတင်တော့ပို့ပြီးဖြစ်တာပေါ့ဗျာရေတင်တဲ့ကွက်နဲ့ရင်တင်တဲ့ကွက်နဲ့နီးစနစ်တရားစိုက်ပျိုးတဲ့ကွက်နဲ့နီးစနစ်တရားစိုက်ပျိုးတာမဟုတ်တဲ့ကွက်နဲ့ကဘလို့ကွာလဲဆိုတော့နှစ်ဆတစ်ဆကွာတယ်ဗျာဒီပင်ကတစ်နှစ်နဲ့ဖြစ်မယ်ဆိုရင်နောက်ပင်က2နှစ်လောက်မှဖြစ်မယ်ဒီလိုမျိုးပြောဗျာဒါကြောင့်မလို့ကျွန်တော်တို့မိုးပြတ်သွားပြီဆိုရင်တော့ကျွန်တော်ဘာလုပ်ပေးတင်လဲဘာလုပ်ပေးတင်လဲဆိုတော့ကျွန်တော်တို့ဒီရေလောင်းပေးတင်တယ်ဗျာဒီပင်ကိုကျွန်တော်တို့ရေလောင်းမယ်မြေစီကျွေးမယ်ဆိုရင်တော့တစ်နှစ်အတွင်းကိုဘလောက်ပင်နေထားဖြစ်လာမလဲဆိုတာကကျွန်တော်ပြောပြပေးမယ်ဗျာကဲမကြည့်ညက်လက်ပြလိုက်တဲ့အတိုင်းပဲအစောကပင်လေးဆိုရင်ဒါအခုဒီကောင်ဆိုရင်တော့တစ်နှစ်ပြည့်တော့မယ်နှစ်က8လပိုင်း8ရက်နေ့ကျွန်တော်မွေးနေ့9ရက်ပေါ့ဗျာ8လပိုင်း9ရက်နေ့ကျွန်တော်မွေးနေ့မှာကျွန်တော်ဒီချောင်စပြီးတည်ထားတာခုဆိုရင်ဒီကောင်ဆိုတစ်နှစ်ပြည့်သွားပြီတစ်နှစ်ပြည့်ဆိုကြည့်လားကျွန်တော်ရက်တရက်ကြော်သွားပြီဗျာဇီးပင်ကဒီနှစ်မှာဆိုရင်ဒီဇီးပင်ကြီးကဘာလို့ဆိုတော့ကျွန်တော်အသီးစားယူတော့မယ်မနေ့ကကျွန်တော်အသီးမယူဒီတိုင်းမဲ့အသီးတွေကိုမျိုးမှန်လားမမှန်လားဆိုတာစစ်စစ်ပြီးတော့ကျွန်တော်စွတ်ပလိုက်တယ်ဒီနေ့ကတော့အပင်နေထားကလုံးဘက်လည်းတော်တော်လေးတုတ်လာပြီအပင်နေထားကလည်းတော်တော်လေးကိုအကောင်းဆုံးနေထားတစ်ခုဖြစ်နေပြီနောက်ထပ်ဖြစ်ချင်ရလည်းအများကြီးကြံသေးရဆိုတော့အသီးယူမယ်ဗျာအသီးယူမယ်ဆိုရင်ကျွန်တော်တို့ဒီအပင်ကစပြီးအသီးယူလို့ရပြီအသီးယူမဲ့နေရာမှာကျွန်တော်တို့ဘာတွေပြုလုပ်ပေးရမလဲဆိုတာကတော့ကျွန်တော်ဆက်ပြီးပြောပြပေးမယ်အပင်လေးကိုပထမအရေးကြီးဆုံးအပင်စဆိုင်မယ်ဆိုရင်အရေးကြီးဆုံးအချက်တွေကအများကြီးရှိတယ်ဗျအပင်ကိုစဆိုင်မယ်ဆိုရင်ကျွန်တော်ဂိုင်းကူးတဲ့အတက်မှာတိတ်လေးပါတယ်အဲ့တိတ်ကိုမြေကြီးနဲ့မြုပ်ပြီးဘယ်တော့မှမဆိုင်နဲ့အဲ့ဒါကအရေးကြီးဆုံးအချက်ပဲဘာလို့လဲဆိုတော့အထက်မှာတင်ပြီးစိုက်တင်တယ်ကျွန်တော်တို့ခုအဲ့မှာကျွန်တော်ခံလာရတာပြောပြမယ်လူကပလင်းခွဲရှာတာပေါ့ဗျာကျွန်တော်ကအဲ့ဟွာလေးတွေဂိုင်းကူးထားတဲ့အပေါ်ကတိတ်လေးကိုမြေကြီးနဲ့မြုပ်ပြီးစိုက်လိုက်တဲ့ခါကျပြန်ကြည့်လာတယ်ဘာလို့ဆိုတော့အဲ့တိတ်ကမြေကြီးရောက်တော့မဆွေးဘူး plastic ဆိုတော့မဆွေးတော့ခါကျတော့လေပင်ကိုဇိညစ်ထားသလိုဖြစ်တာဇိညစ်ထားသလိုဖြစ်တော့အပင်ကျွန်တော်15ပင်လောက်ဆုံးရှုံးမှုဖြစ်တယ်ဒါကြောင့်မလို့အပင်စိုက်မယ်ဆိုရင်ဂိုင်းကူးတဲ့တိတ်လေးပေါ့ဗျာဂိုင်းကူးထားတဲ့တိတ်အောက်ကချင်းမင်ကိုကျွန်တော်တို့ဇီးပင်ကအပေါ်ကချိုးပင်ဂိုင်းကူးထားတဲ့တိတ်ကိုအပေါ်မှာတင်ပြီးစိုက်ပြီးသွားရင်ကျွန်တော်တို့တစ်လလောက်နေပြီဆိုရင်အဲ့တိတ်ကိုခွာပလိုက်အဲ့တိတ်ကိုခွာပလိုက်ခွာပြီးသွားပြီဆိုရင်ကျွန်တော်တို့ပေါက်တူးပေါက်မယ်မြေစီကျွေးမယ်သဘာဝမျိုးစားလေးတွေပတ်မယ်ဆေးဖြန်းခြင်းတယ်ဘောစီတို့ကဆေးကိုဖြန်းအောင်ဖြန်းရမှာဒါလူဆေးကိုဖြန်းအောင်ဖြန်းရမှာဆိုတော့ဘောစီအတွက်ဖြန်းခြင်းတယ်ဆိုရင်တော့အပင်ပြစ်တွေဖြန်းလို့ရတယ်ဗျာအပင်ပြစ်တွေကောင်းဒုက္ခတွေကုမ္ပဏီတွေအများကြီးရှိတယ်အဲ့ကကြိုက်တဲ့ကုမ္ပဏီတွေကအပင်အားစေးရွက်ဖြန်းအားစေးပေါ့အတိပွင့်အားစေးမဟုတ်ဗျာအပင်ဖြစ်ရွက်ဖြန်းအားစေးကိုဖြန်းပေးလို့ရတယ်ခုလိုအပင်အသေးနေထားလေးတွေမှာဆိုရင်တော့ဖြန်းပေးလို့ရတယ်ဒါဆိုရင်တော့ဘောစီတို့ကပုံမှန်ရေလောင်းမယ်တဘာဝမျိုးစားလေးတွေကိုကျွေးမယ်ရွက်ဖြန်းအားစေးလေးတွေကို15ရက်တစ်ခါလောက်ဖြန်းပေးမယ်ဒီပလဲတမ်းမျိုးစားလေးကိုမိုးရွာတစ်ခါဖြန်းပေးမယ်ပေါက်တူးပေါက်ပေးမယ်ထရေးတွေကိုပုံမှန်လေးပေါင်းမစီအောင်ထရေးတွေကိုပုံမှန်လေးလုပ်ပေးရမယ်ဒီလိုဆိုရင်မိုးကုံသွားလို့သတင်းကျိုးလိုရင်နောက်ပိုင်းပေါ်တွေပိုင်းလောက်မှာဆိုရင်ရေတင်ပေးမယ်ဆိုရင်တော့ဘောစီတို့စိုက်ဖို့တဲ့နီးစနစ်ကအပင်ကကဲခုလောက်နေထားအကြီးပေါ့ဗျာလူတရက်လောက်နေထားဖြစ်သွားမှာပါခင်ဗျဒါကတော့ဇီးပင်အစစ်လို့ဇီးပင်စိုက်ပျိုးတဲ့နီးစနစ်တွေပါဘောစီတို့သိကြရများရှိရင်လည်းကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်မေးမြန်းနိုင်ပါတယ်ကျွန်တော်ကတော့တန်ရောစင်ချန်တီထောင်သူထက်မြက်ဖြစ်ပါတယ်ခင်ဗျာ